ရေခဲတွင်ဒီဖုံးလာနေတဲ့ပင်လယ်ပြင်ထဲမှာရေခဲခွဲတင်ပေါ်တွေဘလိုမျိုးလမ်းဖောက်မောင်းနေလဲဆိုတာခငန်းတို့တခါလောက်တဲ့အထိတွေးဘူးကြလားလူအများစုကတော့ရေခဲခွဲတင်ပေါ်တွေဟာဓာမကြီးတက်လက်လိုမျိုးအေးခဲနေတဲ့သမုတ်တရားရေခဲပင်တွေကိုလှိဖြတ်ပြီးသွားတယ်လို့မှားယွင်းတွေးထင်နေကြပါတယ်ဒါပေမဲ့တကယ်တမ်းတော့အဲ့ဒီလိုမဟုတ်ပါဘူးအာတစ်စဝိုင်းရဲ့3မီတာ30ပေနီးမှထူထဲလာတဲ့ရေခဲပင်ကြီးတွေကိုတာမန်ဓာတ်တက်လက်လိုပုံစံမျိုးနဲ့ဘလို့မှတိုက်ခိုက်လို့မရနိုင်ပါဘူးတကယ်လက်တွေ့မှာတော့ဒီလိုအရာမှရေခဲခွဲတင်ပေါ်ကြီးတွေကရေခဲကိုဖျက်တောက်တာမဟုတ်ပဲခြေမော့ပစ်တာဖြစ်ပါတယ်တင်ပေါ်ရဲ့ဥကောင်းပိုင်းကိုအနီးကပ်ပေးချကြည့်လိုက်ပါခြုံထက်နေမဲ့အစားဇွန်ကြီးကြီးတစ်ခုလိုမျိုးဝိုင်းဝိုင်းဆွန့်ဆွန့်ပုံစံချစ်နေတာကိုတွေ့ရပါလိမ့်မယ်ဒီပုံစံဟာရေခဲခွဲတင်ပေါ်တစီလဲပက်ဖို့အတွက်အဓိကတော့ခက်ပါပဲရေခဲပင်ကိုမင်းနဲ့ချင်းဆိုင်တိုက်ရိုက်ဝင်ဆောင်မဲ့အစားတင်ပေါ်ကရေခဲပေါ်ကိုတက်ခွလိုက်တဲ့ပုံစံမျိုးဖြစ်သွားပါတယ်နျူကလ িয়ার စွမ်းရည်နဲ့မောင်းတင်ဒီတန်ကင်3000လောက်အလိတဲ့စတီးလ်တင်ပေါ်ကြီးတစီရေခဲပေါ်တက်သွားတာကိုမြင်အောင်ကြည့်လိုက်ပါပြီးရင်တော့အရှိန်နဲ့တက်သွားတဲ့တင်ပေါ်ကြီးတဲ့ကိုထယ်လေးချင်းကမ္ဘာဆွဲအားကိုတုံးပြီးအောက်ကရေခဲပင်ကိုမုံမြတ်မုံလိုမျိုးအလွယ်တကူပဲဖိချီခွဲပစ်လိုက်တာပါဒါပေမဲ့ပင်လယ်ရေခဲပင်ကပြင်တွန်းကန်ပြီးတင်ပေါ်ကြီးရှေ့ဆက်မရအောင်ပိတ်ဆို့ညက်မိသွားတဲ့အခါဘာဆက်ဖြစ်မလဲအဲ့ဒီလိုအချိန်မျိုးအတွက် engineer တွေက recovery လုပ်ခေါ်တဲ့အထူးနည်းပညာတစ်ခုကိုတီထွင်ဖန်တီးထားပါတယ် second mine တွင်းမှာပင်ရေခဲခွဲတင်ပေါ်ဟာတန်ပေါင်းရာချီတဲ့ရေတွေကိုတစ်ဖက်ကနေနောက်တစ်ဖက်ကိုအလီအမြန်ပြုံပြောင်းပန်းထုတ်ပစ်လိုက်ပါတယ်ဒီလိုလှုပ်ချင်းအဖြစ်မီတာ60ရှိတဲ့တင်ပေါ်ကြီးတစ်လုံးကိုပခတ်လွှဲတဲ့လိုမျိုးဘဲညာနှိမ့်ပုံမင့်တုံနဲ့အဆက်မပြတ်လှုပ်ခါစေပါတယ်ဒီနီးလန်းကတင်ပေါ်ကြီးကိုဘေးပတ်ပတ်လက်ရေခဲပင်တည်းညှက်မိနေတဲ့ဂျားကနေလွတ်မြောက်သွားအောင်ကူညီပေးတာပဲဖြစ်ပါတယ်ကဲတကယ်ချင်းတို့ရေဒီဗီဒီယိုလေးကိုနှစ်သက်ရင် like and share လေးလုပ်ပေးပါအောင်နော်